မေကမျက်ရည်တွေနဲ့သူ့သားကိုညီလေးကိုဘလို့ဖြစ်ရှာတွေ့အောင်လုပ်ပေးပါလို့တောင်းဆိုနေတာပါအဲ့ဒီနေ့ကစပြီးသူ့ဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့တာပေါ့အခုတော့စောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာပင်ပန်းပန်းအလုပ်လုပ်နေတဲ့ဒီလူငယ်လေးကိုကြည့်လိုက်ပါဦးသူဟာနာကျင်မှုတွေကိုတီးခန့်ရင်အလုပ်ကြိုးစားနေရတယ်သူ့ရဲ့မျက်နှာမှာပင်ပန်းနွမ်းနယ်မှုတွေအထင်သားပေါ်နေတာကိုတွေ့ရပါလိမ့်မယ်ခဏနာရင်သူဟာအိတ်ထဲကနေလောက်ကက်လေးတစ်ခုကိုထုတ်ကြည့်လိုက်တယ်နာကျင်နေတဲ့လက်ကိုဆေးလိမ့်ရင်းနဲ့ပေါ့ဒီလောက်ကက်လေးထဲမှာတော့သူ့အမေရဲ့ပုံလေးတစ်ပုံရှိနေပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူ့အမေဟာသားနှစ်ယောက်ကိုလောက်ကက်လေးတွေတယောက်တစ်စင်းစီပေးခဲ့ဘူးတယ်အဲ့ဒီနေ့ကသူ့အမေရဲ့မျက်နှာမှာထိုးကြိတ်ခံထားရတဲ့ဒဏ်ရာတွေနဲ့မျက်ရည်တွေကလည်းစီးကျနေခဲ့တာပါအမေကဒီဆွဲကြိုးကိုသားတို့ကိုတယောက်တစ်စင်းစီပေးထားတယ်နော်အဲ့ဒီထဲမှာအမေပုံလေးပါတယ်လို့ပြောခဲ့တယ်ကောင်းကောင်းသိမ်းထားနော်တနေ့မှာအမေသာတည်သွားခဲ့ရင်သားတို့သိရအောင်အမေရှိနေတယ်ဆိုတာသိရအောင်လို့တဲ့အဲ့ဒီတုန်းကညီလေးကအမေပါလို့အဲ့ဒီလူကြီးကိုအမေကိုထိုးကြိတ်ခွင့်ပြုတာလဲလို့မေးခဲ့တယ်အမေကမျက်ရည်တွေနဲ့အမေရွေးချယ်လို့မရဘူးသားတို့နှစ်ယောက်တော့ပဲဒါကသူ့အိမ်လေအမေဒီလိုပဲတီးခန့်နေရတာပေါ့လို့ပြန်ဖြေခဲ့တာပါနောက်ထပ်နည်းနည်းလေးတီးခန့်လိုက်ပါဦးသားတို့ဆိုတဲ့အမေစကားတွေဟာသူ့ရင်ထဲမှာဆွဲနေခဲ့တယ်ဒါပေမဲ့ညီလေးကတော့အဲ့ဒီနောက်ပိုင်းပျောက်ဆုံးသွားခဲ့ပြီးနှစ်ဆက်လုံးရှာမတွေ့ခဲ့ဘူးနောက်ပိုင်းမှာစစ်ဝတ်စုံနဲ့အမေစီကနေအလုပ်သွားလုပ်ဖို့ခွင့်တောင်းနေတဲ့သားကြီးကိုတွေ့ရပါလိမ့်မယ်သူကကျွန်တော်အလုပ်စူးစမ်းလုပ်ပြီးပိုက်ဆံစုမယ်အမေစီပို့ပေးမယ်နော်လို့ကတိပေးခဲ့တယ်အမေကတော့သားလေးမမေးနဲ့နော်အချိန်ရရင်ညီလေးအကြောင်းကိုသွားစုံစမ်းပေးပါဦးအမေညီလေးကိုတတိရတယ်လို့ပြောခဲ့တယ်သားကြီးကညီလေးကပျောက်သွားတာနှစ်ဆက်လောက်ရှိပြီလေလို့ဝမ်းထဲစွာပြန်ပြောခဲ့ပေမဲ့အမေကတော့မျှော်လင့်ချက်မကုံဆုံးသေးဘူးညီလေးဘလို့ပဲဖြစ်ဖြစ်တည်တည်ဖြစ်စေရှင်တည်ဖြစ်စေအဲ့ဒါကအမေကိုအသက်ရှင်နိုင်အောင်လုပ်ပေးတဲ့မျှော်လင့်ချက်ပဲတဲ့အဲ့ဒီတော့သားကြီးကအမေကိုပြန်ဖတ်ပြီးအမေကျွန်တော်ကတိပေးတယ်ညီလေးကအမေရဲ့နှလုံးသားတွေမကဘူးကျွန်တော်ရဲ့နှလုံးသားလည်းဖြစ်တယ်လို့ပြောခဲ့တာပါသူကသားကတိပေးပါတယ်သားညီလေးကိုလိုက်ရှာမယ်ညီလေးအကြောင်းကိုစုံစမ်းမယ်အမေအတွက်ညီလေးကိုရှာတွေ့အောင်လုပ်ပေးမယ်လို့ထပ်ပြီးကတိပေးခဲ့တယ်အမေဒီမှာနေပြီးကိုဂယူးဆိုင်တော်လို့ပြောပြီးအမေကိုနှုတ်ဆက်ခဲ့တယ်အမေကလည်းဖရာသခင်စောင့်ရှောက်ပါစေသားလို့ဆုတောင်းပေးခဲ့တာပါအခုဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာသားကြီးရဲဆာဟာသူ့အမေရဲ့လောက်ကက်လေးကိုကင်ပြီးအမေကျွန်တော်တီးခံမယ်ကျွန်တော်အရာအလုံးကိုလုပ်မယ်အမေစိတ်ချမ်းသာဖို့အတွက်လူခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ပြောနေခဲ့တယ်သူ့တငယ်ချင်းကမင်းဘယ်ကနေဘလို့ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုရောက်လာတာလဲလို့မေးတော့သူကကျွန်တော်ကချက်ရဖုံးကပါအလုပ်ရတာမကြသေးဘူးဒီကတငယ်ချင်းတယောက်အလုပ်ပြောင်းသွားလို့ကျွန်တော်ကအစားဝင်လုပ်တာပါလို့ဖြေခဲ့တယ်တငယ်ချင်းတွေကသူ့နာမည်ကိုမေးတော့သူကကျွန်တော်ကရေးစပါလို့ပြန်ဖြေတယ်အခုတော့သူဟာဖုန်းကြီးเจ้าမှာနေရင်အလုပ်စူးစမ်းလုပ်ကပတ်စံတွေစုနေတာပါညီလေးကိုရှာဖို့ဆိုတဲ့မျှော်လင့်ချက်တစ်ခုတည်းနဲ့ပေါ့